ကိုကျွန်တော်1960ခုနှစ်ကပသိမ်ကြီးမြို့နယ်တဟတ်တော်ဆိုတဲ့ရွာတစ်ရွာရှိတယ်တကားကြီးတစ်ယောက်မှာသမီးလေး2ယောက်ရှိတယ်အမကြီးကမတ်ကြီးတဲ့အငယ်မလေးက12နှစ်သမီးရှိသေးတယ်မတ်ကြီးတဲ့မဟာကြီးဆိုတော့ဘုရားကြီးဟောခဲ့တာတရားထဲမှာဦးဇင်းတို့တွေ့ရတယ်တရင်ကတစ်ခဏဖြစ်ပေါ်လာတဲ့ဒီစိတ်ကိုမနိုင်လိုက်လို့တဘဝလုံးစိတ်ဆင်းရဲသွားရတာလေတောင်ဝေကလည်းရเสียကောင်းလို့တတိလည်းထားเสียကောင်းလို့ပြောပြချင်တာဟုတ်လားတနေ့တော့သူတို့ရွာရဲ့ရွာဦးเจ้าမှာအငိမ့်ပွဲရှိအဲ့ဒါနဲ့ညီမ2ယောက်ဆေးလိတ်လိတ်ရင်းနဲ့မဖြစ်တဲ့လူကဟေ့ဒီဆေးလိတ်လေးလိတ်ပြီးရင်တို့ညီမ2ယောက်ရွာဦးเจ้าသွားပြီးတော့ပွဲသွားကြည့်ရအောင်ညီမဖြစ်တဲ့လူကဘာစိတ်ကူးပေါက်တယ်မသိဘူးမကြည့်ချင်ဘူးတဲ့ဒီနေ့စောစောအိတ်မယ်အဲ့တော့မဖြစ်တဲ့လူကမဖြစ်ပါဘူးနေငါနဲ့လိုက်ခဲ့ပါငါမှအဖို့မရှိဘူးဆိုတော့မလိုက်ချင်ဘူးဆိုတော့အမဖြစ်တဲ့လူကကြမ်းကြမ်းထန်ထန်ညီမကိုဆဲအဲ့ဒီမှာညီမဖြစ်တဲ့လူကလည်းအမကိုပြန်ပြီးတော့ဆဲတာအဲ့လိုဆဲတော့ကိုယ့်ထက်အကြီးကိုပြန်ပြီးတော့ဆဲရမလားဆိုပြီးတော့သူဆေးလိတ်လိတ်နေတဲ့ brand ထဲမှာလည်းပဲကက်ကြီးကအရန်နဲ့ရှိနေတာအဲ့ဒါနဲ့ဟုံးကနေထလာတဲ့ဒီဒေါသအဲ့ဒီဒေါသခိုင်းတာကိုမရှင်းမချင်းလှုပ်လိုက်မိတယ်လက်ထဲမှာရှိတဲ့ကက်ကြီးနဲ့ညီမကိုပြစ်လိုက်ဘယ်ဘက်ရင်အုံကိုသွားပြီးတော့စိုက်တယ်ကက်ကြီးကအဲ့ဒီတော့မှသူအကြီးကျယ်လန့်တယ်ဟာညီမလေးဘလို့ဖြစ်လဲမသိဘူးဆိုတော့သွားပြီးတော့ပွေတော့သွေးတန်ရဲရဲနဲ့သူချစ်လာတဲ့ညီမလေးဟာသူ့လက်ထဲမှာပဲတေဆုံးသွားတယ်ဝချင်းမိသေးတာဒီညီမလေးကိုသေစီလိုတဲ့စိတ်သူ့မှာရှိဟန်မတူပါဘူးရုတ်တရက်ဒေါသရဲ့အလိုကိုလိုက်ပြီးတော့ပြစ်လိုက်မိတာဝမ်းနေစရာမကောင်းဘူးလားအဲ့ဒီမှာသူငိုးယူပြီးတော့ညီမလေးအလောင်းကိုပိုက်ပြီးတော့ရဲစခန်းကိုသူကိုယ်တိုင်ပဲသွားပြီးတော့အဖမ်းခံတယ်သူလည်းပဲထောင်10နှစ်ကျော်လောက်ကြာတယ်သူချစ်တဲ့ညီမလေးလည်းသူ့လက်ချက်နဲ့ပေရတယ်သူ့ရဲ့ဘဝလက်ကျန်အချိန်မှာဒီစက္ကန့်မိုင်းလေးဖြစ်ပေါ်လာတဲ့စိတ်ကိုမနိုင်လိုက်တာနဲ့နောင်တတရားတွေနဲ့စိတ်မချမ်းသာမှုတွေနဲ့ပဲသူအချိန်ကုန်ခဲ့ရပိတ္တရေနောင်တန်လျာဆိုတာကိုအသာထားပါဦးဟုတ်ရလားစိတ်ကိုမစောင့်ရှောက်မထိမ့်သိမ့်နိုင်တဲ့ပုံကိုယ်တွေဟာပြစ္ဆုတ်ပံမှာကိုပဲကြီးကျယ်တဲ့ဒုက္ခတွေကိုမရင်ဆိုင်ရပေဘူးလားရင်ဆိုင်ရနိုင်တယ်